လူတွေသေးကုန်တစ်ထိတွေကြံတာအဲ့တစ်ထိတွေကကိုတော်တတောင်းနဲ့လောင်ထားတာတပားတွေကိုတော်တတောင်းနဲ့လောင်ထားတော့တပည့်တွေရောကျွေးရတော့2 နှစ်လောက်သာကုန်းသွားတော့3 နှစ်ပြင်ငတ်မှတို့တော့တစ်ထိကနောက်တော့ခါတယ်အဲ့တစ်ထိကတော့ကဒီတိုင်မြင့်မှာဘူးလေးနဲ့မြုပ်ထားတာတပားမြုပ်ထားတော့တထိကျထားလာတယ်ကွာတဲ့ငါလောက်ပါဦးနဲ့ကြည့်ပြီးရပြီးတထိကတော့ကိုပြောတာဟောဒါနဲ့အဲ့ထန်လေးတပားလေးထောင်းပြီးတော့နှုတ်ဘူးတစ်လုံးရတယ်ထန်အဲ့နှုတ်ဘူးတစ်လုံးရမောင်ဘယ်လိုသတ်မှာတော့ပေါ့ထန်ပြုတ်တော့လေ4 ရက်တော့အမေခမင်းသားလို့ရှိရင်တရက်ထဲနဲ့ကုန်ပါဘယ်နဲ့လုံတော့လို့မေးတာငါထန်ပြုတ်တော့မတော့ဘူးတဲ့ခမင်းမဲ့စားနေရကောင်းနေတယ်ခမင်းစားလည်းနေမှာပဲစားမြုပ်တာလည်းနေမှာပဲဒီတော့ခမင်းမဲ့စားမယ်ကွာတဲ့ခမင်းစားအဲ့ဒါနဲ့အဲ့တထိတ်ကြီး4 ဦးခမင်းစားကြတာဝိုက်ပြီးတော့တားတော့မှလုတ်တော့လက်ကလေးနိုင်ကကြီးတွေရှင်ပြစ်တဲ့ကဗုဒ္ဓရောက်လာတာနော်ရှင်ပြစ်တဲ့ကဗုဒ္ဓရောက်လာတော့တခါတည်းအဲ့ရှင်ပြစ်တဲ့ကဗုဒ္ဓလှူလိုက်တော့တာကမတားတော့ဘူးမဟုတ်လဲနေမှာပဲဟုတ်လဲနေမှာပဲရှင်ပြစ်တဲ့ကဗုဒ္ဓထူတောင်းတာအိဋ္ဌိတမတ္တိတဒုက္ခခိဗ္ဗမေဝဓမိတ်တုလောအတော်ထုနဲ့တလုံးတစ်ပါးကြီးပြည့်ပါသေးလို့ဆိုတော့ပြည့်တဲ့ထုနဲ့ပြည့်ပါသေးဖေဟာလို့ပြောတာအဲ့ပြောတော့တခါတည်းနောက်တခါရှင်ပြစ်ကပြောကျန်းသွားတော့ထမင်းစားတယ်ကွာလုတ်ပါဦးတဲ့ကြံသမောက်ဦးနဲ့ပြောတော့ထမိုးမရှိတော့ဘူးတဲ့ထမိုးလေးမရှိဘူးပြောမှအလွန်ကြောက်တာအဲ့ရှိကဲကနော်မရှိဘူးပြောမှတအားကြောက်တာအဲ့ရောမရှိဘူးလို့မပြောကျင်တော့အိုးလေးယူပြမယ်ဆိုပြီးတော့အထက်မိဖို့တဲ့ဝင်လိုက်တော့အိုးထဲမှာထမင်းတွေအပြည့်ဖြစ်နေတာထမင်းတွေပြည့်တို့ရှင်ပြစ်တဲ့ဘုရားပြောအကျိုးတွေးပြီဒီတော့ကိုတော်နေတဲ့လောက်ကြောက်ကြည့်ကြခိုင်းတာအဲ့ကိုတော်1000လားအကုန်တဘားကြီးပြေးနေတာအဲ့အိုးလေးတွေကထမင်းတွေအကုန်လုံးတနိုင်ငံလုံးကျွေးတာမကုန်ဘူးတဲ့နော်အဲ့ရှင်ပြတဲ့ကဘုရားလက်ထက်ကလည်းအဲ့လိုပဲဒီလိုပဲနော်အဲ့ကကြီးတုံးမှထိုက်တာတပိကန်တကရောဂါကတတရာကကြီးတုံးမှထိုက်တာနော်ခုကတုံးမှထိုက်တာနေလားဟမ်ဘယ်မှာထိုက်တယ်ဟမ်ဒီမထိုက်သေးဘူးပထမထိုက်တာကတလိဋ္ဌာန်နေခိုက်တိုက်တာတလိဋ္ဌာန်နေခုတလိဋ္ဌာန်နေကြောင်နေပါလေမရှိတော့ခိုးနေပါလေတာလေးတွေမရှိတော့ဘူးစားကုန်ကြတာလူတွေကနော်လူတွေကစားကုန်ကြတာကြောင်နေလည်းမရှိတော့ဘူးမရှိတော့ဘူးလူတွေကစားကုန်ကြတာနောက်ဘာလဲဆိုတော့နောက်ဘာတွေကတ်နေတယ်လေဆိုတော့အခုဘူးလေးတောင်ကလည်းပြောမေတ္တာပေါင်းမှုတရားကြည့်